ဒီနှာခေါင်းသွေးယူလို့ရှိရင်ကိုယ့်ကိုလှုပ်လို့ရတဲ့နီလန်လေးတစ်ခုကိုကျွန်တော်မျှဝေပေးချင်တာပေါ့နော်။ခေါင်းသွေးယူလာလို့ရှိရင်ဘယ်လိုလှုပ်လို့ရလဲပေါ့နော်။အဲ့တော့နှာခေါင်းသွေးယူလာလို့ရှိရင်ကျွန်တော်တို့ဒီနှာခေါင်းရဲ့ဒီနားလေးပေါ့နော်။ဒီနားလေးကတော့ဘွာလေးကိုတော့လက်နဲ့တော့မပိတ်ရအောင်။ဒီနားလေးကိုမပိတ်ဘဲနဲ့အပေါ်ကိုသွားမယ်ဆိုရင်ဒါမှအယိုးနုလေးခံစားမိလိမ့်မယ်ပေါ့နော်။အယိုးနုလေးခံစားမိလိမ့်မယ်။အဲ့ဒီနေရာကိုကျွန်တော်ဒီလက်မလေးနဲ့ဖိပြီးအပေါ်ကိုပင့်ရမှာပင့်ပြီးတော့ဒီလက်လေးကိုလိုထောက်တာပြီးအပေါ်ကိုပင့်ရမှာပေါ့ပင့်တဲ့ခါမှာကျွန်တော်တို့လူကြီးတွေဆိုရင်တော့ဒီတိုင်းပင့်လို့အဆင်ပြေရပေါ့နော်ကလေးတွေဆိုရင်တော့ငုတ်နေရပိုကောင်းတယ်ပေါ့ခေါင်းဒီလိုငုတ်ပြီးတော့ဒီလိုပင့်ထားလိုက်ပေါ့နော်ပင့်ထားလိုက်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒီသွေးတွေကျလာလို့ရှိရင်လူကြီးတွေကတကယ်လို့သွေးတွေပါးစပ်ထဲကျလာလို့ရှိရင်ပြန်ထုတ်တတ်ပေမဲ့ကလေးတွေကမထုတ်တတ်တော့ခါကြတော့ဒီသူတို့ထွက်တဲ့သွေးတွေနဲ့ဒီလေဘင်းမှာတီးပြီးတော့ကျွန်တော်တို့ aspiration လို့ခေါ်တဲ့ဒါအဆုတ်ထဲကိုသွေးဝင်တဲ့ယောဂအဲ့လိုမျိုးတွေဖြစ်တတ်တာပေါ့နော်ဖြစ်တတ်တော့ခါကြတော့ကျွန်တော်တို့နှာခေါင်းကိုကလေးတွေမှာဆိုလို့ရှိရင်နှာခေါင်းကိုအပေါ်ကိုဖိပြီးတော့ပင့်ပြီးတော့ခေါင်းကိုအဲ့လိုငုတ်ထားပြီးတော့နေရမယ်ပေါ့နော်နေရမယ်အဲ့ချိန်မှာဒီလက်ကပေါ့နော်ဒီလက်ကကျွန်တော်တို့ဖိထားတဲ့လက်ကဖိလိုက်ဖွင့်လိုက်ဖိလိုက်ဖွင့်လိုက်မလုပ်ရအောင်ဖိမယ်ဆိုလဲဖိထားလုံးဝဖိတာမဖွင့်နဲ့ပေါ့နော်အဲ့တော့9မိနစ်ဖိမလား10မိနစ်ဖိမလား15မိနစ်ဖိမလားစတိုက်ဖိထားလိုက်ဖိလိုက်ဖွင့်လိုက်ဖိလိုက်ဖွင့်လိုက်လုပ်မယ်ဆိုလို့ရှိရင်ဒီကောင်ကပို့ပြီးတော့ညှစ်ထုတ်သလိုဖြစ်ပြီးသွေးတွေကပို့ထွက်တတ်တာပေါ့နော်အဲကြောင့်တစ်ခါတည်းဖိထားတာပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဒါကတော့ကိုယ့်ဘကိုလှုပ်လို့ရတဲ့နီလန်းလေးပေါ့နော်အဲနောက်တစ်ခုကတော့ဆေးကမ်းမှာလှုပ်တာပေါ့ဆရာဝန်တွေလှုပ်တာဆရာဝန်တွေလှုပ်တာကြတော့ကျွန်တော်တို့နှာခေါင်းထဲကိုလေဘူးပေါင်းလို့ပစ္စည်းလေးကိုနှာခေါင်းလေးကိုထည့်လိုက်တာထည့်လိုက်ပြီးအဲ့လေဘူးပေါင်းကိုကျွန်တော်လေထိုးလိုက်တဲ့ခါမှာနှာခေါင်းထဲမှာပြည့်ကျက်ပြီးတင်းသွားပြီးတော့ခုနတွေးကြောတွေကပေါက်နေတဲ့တွေးကြောတွေပြဲနေတဲ့တွေးကြောတွေကဖိကတ်ပြီးတော့တွေးတိတ်တာဖြစ်သွားတာပေါ့နော်အဲဒါကြောင့်ဒါကတော့ဆေးကမ်းမှာပဲလုပ်လို့ရတာပေါ့နော်ဒီမှာဆိုရင်တခြားလုပ်တဲ့နီလန်းတွေကတော့ကျွန်တော်တို့ဆေးကွန်းထည့်တာပေါ့နော်ဆေးကွန်းကတော့ဆေးကွန်းကိုဒါတွေးတိတ်ဆေးနဲ့ကျွန်တော်တို့ရောဆက်ပြီးတော့ဆေးကွန်းထည့်တာဖြစ်တယ်အဲ့လိုလဲလုပ်လို့ရတယ်ပေါ့နော်အဲ့တော့နောက်ဆုံးအခက်အခဲဆုံးနီလန်းကတော့ကျွန်တော်တို့ vessel ligation လို့ခေါ်တဲ့တွေးကြောကိုထုံးလိုက်တာဖြစ်တယ်ဒီတွေးကြောထုံးတဲ့နီးကတော့ကျွန်တော်တို့လွယ်ကူတဲ့နီးလန်းမဟုတ်ဘူးပေါ့နော်ဒါခွဲစိတ်ဆရာဝန်တွေနားနှာခေါင်းလဲချောင်းအထူးကူကြီးခွဲစိတ်ဆရာဝန်ကြီးလှုပ်တဲ့နီးလန်းဖြစ်တယ်လုံးဝကိုတွေးတိတ်တာမရက်ဘူးပေါ့နော်ဒီလိုဖိရလည်းမရက်ဘူးကျွန်တော်တို့ဆေးတွေပေးရလည်းမရက်ဘူးဆိုတော့နောက်ဆုံးကြမှာအဲ့နီးလန်းကိုလှုပ်တာဖြစ်ပါတယ်အဲ့တော့နှာခေါင်းလေးယူလို့ရှိရင်ဒါဘယ်လိုတွေလှုပ်လို့ရလဲဆိုတာကိုအနည်းငယ်သိသွားမယ်ထင်ပါတယ်ကျွန်တော်တို့ကနှာခေါင်းသွေးယူလို့ရှိရင်ပေါ့နော်90%ကဒါနှာခေါင်းကိုပုတ်လို့နှာခေါင်းသွေးယူကြတာများတယ်ပေါ့နော်ယောဂတစ်ခုခုရှိလို့နှာခေါင်းသွေးယူတာမဟုတ်ဘဲနဲ့ဒီနှာခေါင်းထိပ်လေးကိုပုတ်လို့နှာခေါင်းသွေးယူကြတာများတယ်ပေါ့နော်အထူးသဖြင့်ကလေးတွေမှာပို့ပြီးဖြစ်တတ်တာပေါ့နော်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့နှာခေါင်းရဲ့ဒီထိပ်အဝါနားလေးမှာ little area ဆိုတာရှိတယ်ပေါ့နော်အဲ့ဒါကို cassette plus လို့ခေါ်တယ်အဲ့ little area ကကျွန်တော်တို့နှာခေါင်းထဲမှာရှိတဲ့ဒီသွေးကြောလေးတွေတွားပြီးတော့ထုံးပြီးတော့စုံတဲ့နေရာပေါ့နော်အဲ့ဒီနေရာကိုပုတ်လိုက်လို့ရှိရင်ဒီသွေးကြောလေးတွေကပေါက်ပြဲသွားပြီးတော့နှာခေါင်းသွေးယူတတ်တာပေါ့နော်အဲ့တော့နှာခေါင်းသွေးယူလို့ရှိရင်ခုနပြောလို့10ယောက်မှာ9ယောက်ကကျွန်တော်တို့ဒီလိုမျိုးနှာခေါင်းကိုပုတ်လို့နှာခေါင်းသွေးယူကြပါပေါ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီကလေးတွေမှာနှာခေါင်းသွေးယူတဲ့အခါမှာနှာခေါင်းကိုမပုတ်မိအောင်လို့ကျွန်တော်တို့ကနှာခေါင်းရားလို့ရှိရင်နှာခေါင်းရားတတ်တာအောင်စစ်စစ်စင်းနေပေးရတယ်နောက်နှာခေါင်းမှာကျွန်တော်နားနေလို့ရှိရင်နာတာလေးတက်တာအောင်ကျွန်တော်တို့ကကြိုက်ခဲပြောက်ဆေးတွေပေးရတယ်ပို့တက်ဆေးတွေပေးရတယ်နောက်ပြီးရင်ကျွန်တော်တို့ဒီနှာခေါင်းကိုဒါ6မနေအောင်လို့ဒီ physio drop လို့ခေါ်တဲ့ကလေးနှာခေါင်းအဆက်ချလေးတွေကျွန်တော်တို့ပေးရတယ်ပေါ့နော်လူကြီးမှလည်းဒီလိုနီးပါမယ်နော်အဲ့တော့ရုပ်တရက်ပေါ့နော်နှာခေါင်းသေးယူလာပြီဆိုရင်ဘာလို့ကြမလဲပေါ့နော်များတော့အဖြစ်တော့ကျွန်တော်ရုပ်တရက်နှာခေါင်းလေးယူလာပြီဆိုရင်လောက်ရတဲ့နီလန်က2ခုရှိရပေါ့နော်2ခုမှာပထမတစ်ခုကတော့ကျွန်တော်တို့ packing ပေါ့ packing ဆိုတာကကြတော့ဒီတွေးကြောကို pressure တစ်ခုပေးပြီးဖိအားနဲ့တွေးတိတ်အောင်လုပ်တာပေါ့ဒုတိယတစ်ခုကတော့ကျွန်တော်တို့ligation လို့ခေါ်တဲ့ဒီတွေးကြောတွေကိုထုံးပလိုက်တာပေါ့နော်ထွက်နေတဲ့တွေးကြောကိုပိတ်အောင်လို့ကျိုးနဲ့ချီပြီးထုံးပလိုက်တာပေါ့နော်အဲ့ဒီနည်းကိုကျွန်တော်သုံးကြတာဖြစ်ပါတယ်ဒါဆိုရင်တော့နှာခေါင်းလေးနောက်တစ်ခါယူလို့ရှိရင်ပထမတစ်ချက်ကတော့ကလေးနေလူကြီးနေပေါ့နော်နှာခေါင်းကိုမပုတ်ကြပါနဲ့လိုအပ်တဲ့ဆေးတွေပေါ့နော်ဒီကိုက်ခဲပြောက်ဆေးတွေဒီနှာခေါင်းရားတာတက်တာရဲ့ဆေးတွေနော်အဆက်ချတွေဒါမှမဟုတ်ဖြန်းတဲ့ဆေးတွေပေါ့နော်အဲ့ဒါတွေထည့်ကြပါထည့်ပြီးလို့ရှိရင်ကျွန်တော်တို့အခြားယောဂလည်းရှာရမယ်ပေါ့နော်ကျွန်တော်တို့ခုနပြောလို့10ယောက်မှာ9ယောက်ကဒါကြောင့်ဖြစ်တာဆိုပေမဲ့
ကျန်တဲ့တယောက်ထဲမှာကိုပါနေမှာဖြစ်တဲ့အတွက်ကြောင့်အခြားကျွန်တော်တို့သွေးယောဂတွေစစ်ဆေးဖို့လိုတယ်တခြားနှာခေါင်းဓာတ်မှန်တွေလိုရင်ရိုက်ဖို့လိုတယ်เนาะစစ်ဆေးဖို့ကတော့ဒါဆရာဝန်နဲ့တိုင်ပင်ပြီးတော့ထပ်လုပ်ရမှာဖြစ်ပါတယ်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဒေါက်တာဖုန်းဖြစ်ပါတယ်